ခေတ်သစ်ဘောလုံးမှာမန်နေဂျာတွေရဲ့မိုင်းဂိမ်းအသုံးပြုပုံဘောလုံးဟာကစားကွင်းပေါ်မှာဖြစ်ပျက်တာတွေနဲ့ပဲအဆုံးသတ်သွားတာမဟုတ်ပါဘူးကစားသမားတွေနီးပြူဟာတွေနဲ့ဂိုးတွေကပွဲစဉ်တွေကိုအဆုံးဖြတ်ပေးတယ်ဒါပေမဲ့မန်နေဂျာတွေကြားကစိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေဟာချန်ပီယံကျေးတံမမီခင်ကတည်းကပြိုင်ဆိုင်မှုကိုခင်းကျင်းပြီးသားဖြစ်နေတတ်ပါတယ်ဒါဟာမိုင်းဂိမ်းတွေမှာဝင်ရောက်ရနေရပါပဲမန်နေဂျာတယောက်ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောဟန်ဆိုဟန်ဂိုင်းလူကြီးတွေနဲ့ဆက်ဆံဟန်ကစားကွင်းဘေးကတည်းကကိုဟန်အနေထားဒါအားလုံးဟာစိတ်ပိုင်းဆိုင်ရာဖိအားပေးမှုတွန်းမိုးမှုနဲ့အသာစီးရယူမှုအတွက်ပါပဲဆာအဲလက်ဖာဂူဆန်ကိုစဉ်းစားကြည့်ပါမန်ချက်စတာယူနိုက်တက်သူဟာမန်နေဂျာတယောက်တည်းမဟုတ်ပါဘူးစိတ်ပညာရှင်ဆက်ဆံလောက်ကင်နိုင်သူတယောက်ပါသူရဲ့နာမည်ကျော်သပင်အချောက်ခံဆက်ဆိုတဲ့အဝတ်လဲကန်အတွင်းစူညံစွာစုပူမှုဟာကစားသမားတွေကိုလမ်းမှန်တက်အောင်လုပ်ပေးနိုင်ခဲ့ပေမဲ့သူ့ရဲ့ mind games တွေဟာဒီထက်ပိုကျယ်ပြန့်ပါတယ်ဖာဂူဆန်ဟာသူ့ရဲ့ဂုဏ်သတင်းတွေကိုဂိုင်းလူကြီးတွေကိုဖိအားပေးဖို့တုံးခဲ့တယ်ကစားကွင်းဘေးမှာသူ့နာယီကိုကြည်ရင်ရက်နေတဲ့ဟန်ကဖာဂီအချိန်ဆိုတာကိုလူတိုင်းကိုအမြဲတမ်းရစေခဲ့တယ်။ဒါဟာချင်းချောက်မှုဖြစ်ပြီးသူဟာစိတ်ပိုင်းဆိုင်ရာဖိအားကိုအချိန်ပိုတွေမှာလှုပ်လေ့ရှိပြီးမကြာခဏဆိုသလိုဂိုးတွေအပြစ်ပြောင်းလဲပေးနိုင်ခဲ့တယ်။ဒီလိုနဲ့ဂျိုဆေးမော်အင်ညိုပေါ်လာခဲ့တယ်။ခေတ်သစ်ဘောလုံးမှာအစစ်မှန်မိုင်းဂိမ်းပါရဂူကြီးတယောက်ပေါ့။ချယ်ဆီမှာသူ့ရဲ့ပထမဦးဆုံးအချိန်လက်ထက်သူ့ကိုယ်သူ The Special One အထူးတဦးလို့ကြေညာခဲ့တယ်။ဒါဟာမောင်းမှမှုမဟုတ်ခဲ့ဘူး။ဇညွန်းတစ်ခုပါ။သူ့ကစားသမားတွေစီကနေအာယုံအားလုံးကိုသူ့စီကိုလွှဲပြောင်းပစ်ဖို့လှုံ့ဆော်ချက်တစ်ခုပါရုတ်တရက်ဆိုသလိုဗီဒီယာတွေဟာမော်ရင်ညိုရဲ့စကားလုံးတိုင်းကိုဆွဲလန်းသွားခဲ့ကြတယ်သူ့အတင်းသားတွေကတော့နောက်ကွယ်မှာတိတ်တိတ်လေးအလုံးလုံးနေခဲ့ကြတယ်သူဟာပြိုင်ဘက်တွေနဲ့ပတ်သက်ရင်မညာတာပါဘူးအာဆင်ဝင်းကားကိုကြာရှုံးမှုရဲ့ပါရဂူ specialist in failure လို့ခေါ်ခဲ့တာဟာရှုတ်ချတာတွေမခပါဘူးအာဆင်နယ်ရဲ့အားနည်းနေချိန်မှာသူတို့ကိုမတည်ငြိမ်အောင်လုပ်ဖို့နီးပြူဟာတစ်ခုပါပဲဒါပေမဲ့ mind games တွေဟာအမြဲတမ်းအတန်ကြဲကြဲလောင်လောင်ဖြစ်နေတာမဟုတ်ပါဘူးဥပမာPep Guardiola ဆိုရင်တိတ်ဆိတ်စွာနဲ့ပဲဒီ game ကိုကစားတယ်သူ့လက်နက်ကတော့နီးစနစ်ပိုင်းဆွဲလန်းမှုပါ Guardiola ရဲ့ပြင်ဆင်မှုတွေနီးပြူဟာအမြဲပြောင်းလဲနေမှုတွေပေါ့ဒါဟာပြိုင်ဘက်တွေအပေါ်စိတ်ပိုင်းဆိုင်ရာစိတ်ဆင်ရေးတစ်ခုပါပဲပွဲနေ့မှာ City ဘယ်လိုပုံစံနဲ့ကစားမယ်ဆိုတာသူတို့မသိကြဘူးဒီမရေရာမှုကြောင့်ပြိုင်ဘက်တွေဟာသူတို့ကိုသူတို့ပြန်တန်တဲ့ရောက်ဝင်လာကြတယ်သူချီးမွမ်းတာတော့တိမ်မွေးတဲ့ထိုးနှက်မှုတစ်ခုဖြစ်နိုင်တယ်အခြားမန်နေဂျာတယောက်ကိုကမ္ဘာအတော်ဆုံးလို့ခေါ်တဲ့အခါစန့်ကျင်ဘက်အဓိပ္ပာယ်ကိုသူဆိုလိုတာများပါတယ်ဒါဟာသူ့ပြိုင်ဘက်တွေကိုဖိအားပို့တင်လိုက်တဲ့နီလန်တစ်ခုပါပဲယာဂန်ကလော့ကတော့လုံးဝကွဲထွက်တဲ့လမ်းကြောင်းကိုရှောက်တယ်သူ့ရဲ့ mind games တွေဟာစိတ်ခံစားမှုဆန်တယ်ကလော့ကငါတို့နဲ့ကြံတဲ့ကမ္ဘာ S versus the world ဆိုတဲ့စိတ်နေစိတ်ထားကိုဘယ်လိုဖန်တီးရမလဲဆိုတာသိတယ်သူဟာသူ့ကစားသမားတွေကိုချီးပွေတယ်ပရိတ်သက်တွေနဲ့အတူဟစ်အော်တယ်ချီးလုံးညီညွတ်မှုအကြောင်းပြောတယ်ဒါပေမဲ့သတင်းစာရှင်းလင်းပွဲတွေမှာတော့ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေပွဲစဉ်တွေကြောင့်ကြက်တဲမှုဒါမှမဟုတ်မမျှတတဲ့ချင်းဆိုမှုတွေကိုသူမကြာခဏထောက်ပြတယ်။သူတကယ်အလုံးလုံးနေတာဟာသူ့အသင်းကိုစိတ်ပိုင်းဆိုင်ရာအရာကာကွယ်ပေးနေတာပါ။အချိန်မတိုင်ခင်စင်ကြေပွားလေးတွေထည့်ပေးတာကစားသမားတွေကိုဝေဖန်မှုကနေကာကွယ်ပေးတာလီဗာပူးကိုစီလုံးစင်မဲ့ပြင်ပရန်သူတွေကိုဖန်တီးပေးတာပါပဲ။အခုဆိုရင်မျက်နှာအသစ်တွေဟာသူတို့ကိုယ်ပိုင်ဟန်ပန်တွေနဲ့ပေါ်ထွက်လာနေပါပြီ။ဥပမာ Thomas Frank ဟာအေးဆေးတည်ငြိမ်တဲ့ညံရီကိုအသုံးပြုတယ်။ပွဲမစခင်မှာပြိုင်ဘက်တွေကိုမကြာခဏချီးမွမ်းတယ်။ဒါပေမဲ့ကစားကွင်းပေါ်မှာတော့လုံးဝကွဲထွက်တဲ့နီးပြူဟာအစီအစဉ်နဲ့သူတို့ကိုအံ့အားသင့်စေတယ်။သူတို့ရဲ့စိတ်တွက်ခုံမှုကဦးတီယာလွဲချော်တာပါ။နောက်တစ်ဖက်မှာတော့အာဆင်နယ်ကမီခဲအာလ်တီတာဟာသူ့ရဲ့ပြင်းထန်မှုအတွက်နာမည်ကြီးလာနေတယ်။တခါတရံမှာကစားကွင်းဘေးကသူ့အပြုမှုတွေဟာဇက်ခင်းတွေအထိဖြစ်သွားတတ်တယ်။ဒါပေမဲ့ဒီစိတ်အားထက်သန်မှုတွေဟာဒိုင်တွေပရိတ်သက်တွေနဲ့သူ့အသင်းရဲ့စိတ်နေစိတ်ထားကိုတောင်လွှမ်းမိုးနိုင်တယ်။အံ့အားစရာကောင်းတဲ့အပိုင်းကိုတော့စိတ်တွက်ခုံမှုတွေဟာအနိုင်ရတာကိုအာမခံချက်မပေးနိုင်ပေမဲ့အနိုင်ရဖို့ပုံလွယ်ကူသွားစေတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်တာပါပဲ။ဒိုင်ကိုစက္ကန့်ပိုင်းလောက်တန်တရားဝင်သွားတဲ့အခါပြိုင်ဘက်မန်နေဂျာတွေဖိအားကိုခံစားရတဲ့အခါကစားသမားတွေကာကွယ်ခံရတယ်။ဒါမှမဟုတ်စွမ်းဆောင်ဝင်ရှိတယ်လို့ယုံကြည်လာတဲ့အခါဒါဟာစိတ်တွက်ခုံမှုတွေကိုတကယ်ရလက်တွေအဖြစ်ပြောင်းလဲပေးလိုက်တဲ့အချိန်ပါပဲ။ဒါကြောင့်နောက်တစ်ခါသတင်းစာရှင်းလင်းပွဲတစ်ခုကိုတင်ကြည့်ရှုတဲ့အခါစကလုံးတိုင်းကိုပုံမှန်အတိုင်းယူမှတ်မထားပါနဲ့။ဂွာဒီယိုလာကအလဲတန်းအတင်းတင်းကိုချီးမွမ်းတဲ့အခါမော်ရီညိုကဒိုင်တွေကိုဝေဖန်တဲ့အခါဒါမှမဟုတ်ကလော့ကပွဲစဉ်အကြောင်းညင်းညူတဲ့အခါကိုမေးကြည့်ပါဒါဟာရိုးသားမှုလားဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာစစ်တူရင်ဂိမ်းတစ်ခုလားအကြောင်းကတော့ဘောလုံးမှာတိုက်ပွဲဟာကစားကွင်းပေါ်မှာပဲဖြစ်တာမဟုတ်ပါဘူးမန်နေဂျာတွေဟာအမြဲတမ်းသူတို့ကိုယ်ပိုင်ဂိမ်းကိုကစားနေကြတာပါပြီးတော့တခါတရံမှာစိတ်တွက်ခုံစိတ်တိုင်ပွဲတွေကသာအရေးအပါဆုံးဖြစ်တတ်ပါတယ်